ကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်ကိုအရင်ဆုံးမေးလိုက်ပါစီးပွားရေးတကယ်ရောလှုပ်ချင်စိတ်ရှိရလားပစ္စည်းဝယ်ရမှာလားတချို့ကတော်တော်များများလာမေးနေကြတာပေါ့နော်ကျွန်တော်ကပြန်မေးချင်တယ်ပေါ့နော်ကိုတိုင်ရောတကယ်ရောစီးပွားရေးလှုပ်ချင်စိတ်ရှိရလားတကယ်စီးပွားရေးလှုပ်ချင်စိတ်ရှိတယ်ဆိုရင်ဒီ software ကတော့ကျွန်တော်တို့ကဟုတ်တယ်ဟုတ်ဘာလုပ်ပေးရမလဲဒီ software ကတော့သူ့ရဲ့ပစ္စည်းကိုကြော်ညာဖြတ်ဝေပေးရမယ်အတွက်ကြောင့်ကိုကျွန်တော်တို့လက်ထက်မှာပစ္စည်းတစ်စုံဖြစ်နှစ်စုံဖြစ်ရှိဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့နော်ဒီဆေးကတော့နော်ဒါစပင်ကျွတ်တဲ့လူတွေအတွက်ကာကွယ်ပေးတယ်နော်ခါနာတဲ့လူတွေအလုတ်အလေးတွေမှားရတဲ့လူတွေခါနာတဲ့လူတွေအတွက်ပေါ့နော်ခြေတွေလက်တွေကိုက်ခဲ့တာကောင်းတယ်ဒီဆေးကိုကျွန်တော်တို့ကြော်ညာဖို့အတွက်နော်ကိုယ်တိုင်ကြော်ညာဖို့အတွက်ပေါ့နော်ဆေးလေးတစ်ကြိမ်တစ်ခါဝယ်တော့သုံးယုံနဲ့တစ်သက်လုံးဝင်ပြန်စားလို့ရတဲ့အခွင့်အလမ်းကိုရမှာဖြစ်ပါတယ်နော်โอเคကျွန်တော်ကတော့အဲ့ဒီ software ထဲမှာတစ်ကြိမ်တစ်ခါပဲပစ္စည်းဝယ်တောင်းလိုက်တာနော်ပစ္စည်းဝယ်တောင်းလိုက်တော့တရက်ကိုအခုကျွန်တော်ဝင်ဘယ်လောက်ရလဲနော်ဒီနေ့ကတော့9လပိုင်း2ရက်နေ့2025နော်တရက်ထက်နဲ့ကျွန်တော်မြန်မာငွေဘယ်နှသိရလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်လာကြည့်မယ်နော်ဒီ software နော်ဒီ software ကျွန်တော်ဖော်ထဲမှာရှိလို့နော်ရှိသမျှ software တွေဝင်စားလို့ရတယ်နော်ကဲဒီ software မှာတွေ့လားဒီနေ့ကတော့နော်9လပိုင်း2ရက်နေ့2025နော်တရက်ထက်နဲ့ဘတ်ငွေ2000နဲ့998ဘတ်မြန်မာငွေနဲ့ဆိုရင်အခုငွေစင်းနဲ့တွက်မယ်ဆိုရင်3သိန်းကျော်လောက်ရတာပေါ့နော်တွေ့လားနော်ဒီမှာရဲနဲ့တိကျပြရအောင်နော်သူရဲ့ပစ္စည်းကိုတစ်ချိန်တစ်ခါပဲဝယ်တော့ရုပ်ပဲနော်ပစ္စည်းတွေအားလုံးကဒီ software ထဲမှာရှိတယ်သူကသတ်မှတ်ထားပြီးသားဈေးနှုန်းဘယ်လောက်ဆိုတာနော်ဒါမဲ့ဝယ်တဲ့နေရာနဲ့နီးတုံးလေးရှိတယ်နော်ကျွန်တော်မှကိုယ်ပဲစီးပွားရေးကောက်ပို့ရအောင်ပြီနော်ရိုးအကောင့်နဲ့စီးပွားရေးအကောင့်ပေါ့နော်ဒီစီးပွားရေးကတော့ရိုးအကောင့်နဲ့စီးပွားရေးအကောင့်ရှိတယ်ကိုကရိုးအကောက်ပဲဆိုရင်ဖွင့်တာပြီးပဲပတ်စံမကုန်ရိုးအကောက်ဆိုတာဝင်ပြန်စားလို့လုံးဝမရဘူးနော်ကျွန်တော်တို့လိုမျိုးစီးပွားရေးအကောက်ဖြစ်မှသာလေကျွန်တော်တို့လိုမျိုးဝင်စားလို့ရမှာဖြစ်ပါတယ်နော်ဒီဟာတရက်ပဲစစ်တယ်နော်တရက်ကိုကျွန်တော်ဘတ်ငွေ2000ကျော်အခုငွေစင်းနဲ့ဆိုတရက်ကိုကျွန်တော်မြန်မာငွေ3သိန်းကျော်လို့ရတယ်ကျွန်တော်ဘယ်လိုရခဲ့တာလဲဆိုတာကိုအဲ့ဒီ software ထဲမှာကျွန်တော်ကြားမရေးအတွက်အသုံးလိုတဲ့ပစ္စည်းအသုံးတက်တဲ့ပစ္စည်းကိုတစ်ချိန်တစ်ခါပဲကျွန်တော်လာဝယ်သုံးတာနော်ကျွန်တော်ဝယ်သုံးလိုက်တော့ကျွန်တော်ပစ္စည်းလည်းရတယ်စီးပွားရေးအကောက်လည်းရတယ်ရလာတဲ့စီးပွားရေးအကောက်ကိုကျွန်တော်ပြန်စူးစမ်းတယ်ပြန်ကြော်ညာတယ်တောက်ပြတယ်ပြောပြတဲ့အခါမှာဒီလိုမျိုးတရက်ကိုဝင်ရတာဖြစ်ပါတယ်ကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်ကိုအရင်ဆုံးမေးလိုက်ပါစီးပွားရေးတကယ်ရောလှုပ်ချင်စိတ်ရှိရလားတကယ်လို့ကို့မှာခါနာတဲ့ခြေတွေလက်တွေကိုက်ခဲတဲ့ဆိုရင်ဒီဆေးကိုဒီ software ထဲမှာမဝယ်ဘူးနော်တခြားဈေးဆိုင်မှာဝယ်မယ်ဆိုလို့ရှိရင်ဆေးကလွယ်ပြီးဘာအခွင့်အလမ်းမှပြန်မရဘူးဒါပေမဲ့အခုကျွန်တော်တို့လုပ်နေတဲ့ software ထဲမှာလာဝယ်လို့ရှိရင်ဈေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ပစ္စည်းလဲသူပေးတယ်စီးပွားရေးအကောက်ဝင်တစ်သက်လုံးပြန်စားလို့ရတဲ့စီးပွားရေးအကောက်လည်းသူပေးတဲ့အတွက်ကြောင့်ကိုပစ္စည်းကဈေးကြီးရခြင်းဖြစ်တယ်နော်ကျွန်တော်လိုမျိုးတရက်ကိုနော်မြန်မာငွေ3သိန်းကျော်တရက်ကိုဘတ်ငွေ2000ကျော်ရချင်တယ်ဆိုလာပြီးတော့ join လုပ်ရပါတယ်နေ့စာအလုပ်မှာဆိုရင်တရက်ကိုနော်2000 3000သူများမပေးဘူးနော်ကျွန်တော်တို့ဖော်ထဲမှာရှိတဲ့ software ကိုစူးစမ်းရင်တရက်ကို2000 3000မကောက်နော်ဒီထက်စူးစမ်းဒီထက်ရတယ်နော်ကိုစူးစမ်းတဲ့လူကကိုရမှာပဲနော်ကျွန်တော်အဲ့လောက်ပြောချင်တယ်နော်ဘလိုင်းလာဝေဖန်တဲ့လူတွေကြတော့ကျွန်တော်ဘာမှအပြစ်မပြောလို့ပါဘူးဒါသူတို့မသိလို့သူတို့လာပြီးတော့ဘလိုင်းလာဝေဖန်တာပေါ့နော်โอเคတကယ်လို့လှုပ်ချင်တဲ့စိတ်ဝင်စားတဲ့ကျွန်တော်တို့လူမျိုးရချင်တယ်ဆိုရင်ကိုယ့်ရဲ့ဖော်ထဲမှာဒီ software လေးကို down ပြီးတော့လာပြီးတော့ join လာမှာနော်โอเคဒီဗီဒီယိုတစ်ပုဒ်ကိုအများအတွက်ကြိုးစစ်မယ်ဆိုရင် like share ပေးပါဗီဒီယိုအစအဆုံးကြည့်ပေးတဲ့ကြောင့်ကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်လူမျိုးရချင်တယ်ဆိုရင်မြန်လာပြီးတော့ join ကြစို့နော်